စုံမကြီးရဲ့ဝိညာဉ်တစ်ပင်တခါတော့ကတောင်ပလဲကုန်းလို့ခေါ်တဲ့တာယာလှပတဲ့ရွာလေးတစ်ရွာရှိခဲ့ပါတယ်။အဲ့ဒီရွာကလူတွေဟာတယောက်နဲ့တယောက်ကိုငြိမ်ရိုင်းပင်းကြပြီးအရန်ကိုပျော်ပျော်ရွှင်ရွှင်နေထိုင်ကြပါတယ်။တားရီအလုပ်ပြီးရင်စောစောပြန်လာခဲ့နော်။ဟုတ်ကဲ့ပါဖေ။မျိုးကအလုပ်တွေပြီးတာနဲ့ကျွန်တော်ချက်ချင်းပြန်လာခဲ့ပါမယ်။တွားပြီနော်ဖေ။ဒီနေ့မှတော့အဲ့ဒီရွာကိုစုံမအတက်တက်တဲ့စုံမကြီးတယောက်ရောက်လာခဲ့ပါတယ်။ဒီလိုတာရတဲ့ရွာမျိုးငါတခါမှမမြင်ဘူးဒီရွာကိုငါလက်အောက်ရအောင်လုပ်ပြီးငါအတွက်နန်းတော်ဆောက်ရမယ်ရွာသားတွေကိုလည်းငါရဲ့ကြုံတွေလုပ်ပြရမယ်သူမဟာရွာသားတွေကိုမှော်တက်နဲ့ပြူစားလိုက်ပြီးသူမခိုင်းသမျှလုံးရတဲ့ကြုံတွေအဖြစ်ပြောင်းလဲလိုက်ပါတော့တယ်ဟေ့တတိချိုတွေယူလာခဲ့စမ်းဒီနေ့ငါတတိစားကျင်နေတယ်တနေ့မှတော့မြို့ကိုအလုတ်သွားလို့တဲ့သားပြန်လာခဲ့ပါတယ်အဖေကျွန်တော်ပြန်လာပါပြီအဖေပဲသွားမလို့လေဟင်ဘာလို့ဘာမှမပြောရလဲအဖေဘာဖြစ်နေရလဲအဖေဘာလို့ဘာမှမပြောရလဲဒီမှာဘာတွေဖြစ်နေရလဲဆိုတာငါသိအောင်လုပ်ရမယ်အဖေဘယ်ကိုသွားနေရလဲလိုက်ကြည့်အောင်ပါပဲဟေ့ဖိုးကြီးတစ်တီးတွေရပြီလားရရင်ဒီမှာထားခဲ့ပြီးတခြားလို့သွားလို့တော့ဟာဒါဘာတွေဖြစ်နေရလဲဒီမိမဘာတူလဲငါရသေးကြီးစီသွားပြီးမိမဖြစ်တော့မယ်ရသေးကြီးမျက်စိဖွင့်ပါအောင်ကျွန်တော်ကူညီပါအောင်ခင်ဗျာရသေးကြီးကျွန်တော်ရွာသားတွေဘာဖြစ်ကုန်ကြတာလဲကျွန်တော်ဖေလဲကျွန်တော်မမှတ်မိတော့ဘူးဟိုနန်းတော်တွေကမိမရောဘာတူလဲကျွန်တော်မြို့မသွားခင်ကဒီမှာနန်းတော်မရှိပါဘူးဒါတွေကဘလို့ဖြစ်ကုန်တာလဲရသေးကြီးကျွန်တော်ဘာမှနားမလဲတော့ပါဘူးရသေးကြီးကတရားဖြုတ်ပြီးကြည့်လိုက်တဲ့အခါဒါအဲ့ဒါတာမန်မိမမဟုတ်ဘူးသူကစုံးမကြီးပဲတရွာလုံးကိုသူ့ရဲ့အောင်လန်းမော်အတက်နဲ့ပြူစားထားတာဒါဆိုကျွန်တော်ရွာကိုဘလို့ကာကွယ်ရမလဲအဖေရောဘလို့ကယ်ရမလဲတခုခုလမ်းညွှန်ပေးပါအောင်ရသေးကြီးဒီကနေမိုင်းတရားဝေးတဲ့နေရာမှာကုံမန်းလို့ခေါ်တဲ့ဂူတစ်ခုရှိတယ်အဲ့ဒီဂူထဲမှာငါရဲ့ဆရာသခင်ရှိတယ်သူကသားအတွက်အဖြစ်ပေးနိုင်လိမ့်မယ်တွားတော့သားဖြစ်သူကမိုဟန်ဒါဂူစီကိုထွက်လာခဲ့ပါတယ်ဂူထဲကိုရောက်တဲ့အခါဝိဇ္ဇာကြီးကိုအကြောင်းစုံပြောပြလိုက်ပါတယ်သားတေချာနားထောင်ဒီကနေမလန်းမကန်းမှာမှော်တစ်ပင်တစ်ပင်ရှိတယ်အဲ့ဒီအပင်ထဲမှာစုံးမကြီးရဲ့ဝိညာဉ်ရှိတယ်အဲ့ဒီအပင်ကိုသားဖြတ်စည်းနိုင်ရင်စုံးမကြီးလည်းတေဆုံးသွားလိမ့်မယ်သားတို့တရွာလုံးလည်းမှော်အတက်ကနေလွတ်မြောက်သွားလိမ့်မယ်အဲ့အပင်ကိုဖြတ်စည်းဖို့အတွက်မှော်ဖြိုခွင်းစိန်တလက်ဖန်ဆင်းပေးလိုက်မယ်ဒါပေမဲ့ရသေးကြီးအဲ့ဒီအပင်ကိုကျွန်တော်ဘယ်လိုခွဲခြားသိနိုင်မလဲအဲ့ဒီပင်ဟာတခြားပင်တွေနဲ့မတူဘူးအပင်ပပတ်လည်မှာထူးခြားတဲ့အလင်းနှံတွေလင်းလန့်နေလိမ့်မယ်ဟုတ်ကဲ့ပါရသေးကြီးကျွန်တော်ကိုပစိန်ပေးလိုက်ပါတော့ကျွန်တော်ခုချက်ချင်းပဲတွားခုတ်လိုက်ပါတော့မယ်တိုးပြင်မိုဟတ်တယောက်တစ်ပင်ကြီးကိုရှာဖို့ထွက်လာပါတော့တယ်ဒါပဲဖြစ်ရမယ်ငါဒီပင်ကိုခုတ်ပြစ်မယ်ထိုစဉ်စုံးမကြီးရောက်လာသည်ဟေ့အဲ့ဒီပင်ကိုမခုတ်နဲ့မဟုတ်ရင်ညို့ငါတတ်ပြစ်မယ်ဒါပေမဲ့မိုဟန်ကစုံးမကြီးစကားကိုနားမထောင်ပဲအပင်ကိုခုတ်လဲလိုက်ပါတယ်အပင်လဲသွားတာနဲ့တပြိုင်နက်စုံးမကြီးရဲ့မှော်အတက်တွေပြည့်ပြည့်သွားပြီးစုံးမကြီးလည်းတေဆုံးသွားပါတော့တယ်အချိန်ပေးပြီးကြည့်ရှုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးကြီးစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုကြိုက်နှစ်သက်တဲ့ဆိုရင် channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါရစေရှင်ပရိသတ်တွေအားလုံးလည်းကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်